မေတ္တာမေစုသကောလောကေသူဘုံလောဟောတုသဗ္ဗတာမေတ္တာဘုဗ္ဗသုခန္တိနာသုခံတုဝါတိတာပဇံမေတ္တာမေစုသကောမေတ္တာတိဟုသောမေစုသကနာပေါင်းမြင်ကြီးသည်လောကီလူပြည်၌ယလောကဓာတ်တစ်ခုလုံး၌ဘာဝရနိနိညာညာခသိမ့်သောကာလတို့၌သူဘုံလာကျိုင်းလိုက်စွာပွင့်သည်ဟောတုကောင်းစွာမသွေဖြစ်ပါစေတည်းမေတ္တာဘုဗ္ဗသုခန္တိနာမေတ္တာတိဟုသောမေစုသကနာပေါင်းဤယနံဖြင့်ဝါတိတထောင်အမွေအကုန်သောဗဇာကဘာသူကဘာသာနိုင်ငံသူနိုင်ငံသားလူအများတို့သည်အဘရာနိနိညာညာခသိမ့်သောကာလတို့၌ဒုက္ခတုကိုယ်စိတ်နှပြလောအိဆာဖြင့်ပြည်ကကျွယ်ဝချမ်းသာကြပါစေကုန်တည်းဘုရားမြတ်စွာသာသနာတော်မှာသီလသမာဓိပညာသိက္ခာ၃ရပ်မြတ်သောအကျင့်တို့ကိုအရဟတဖို့ပေါ့ဒီဘဝမှာပဲပြီးမြောက်အောင်ကျင့်လိုက်ကြမယ်ဆိုရင်တော့ဘဝသံတရာဇဟာဒီဘဝတွင်တခါတည်းရပ်ကြဖို့ဖြစ်ပါတယ်သို့တော်လည်းပဲအရဟတဖို့မပေါက်ကြသေးတဲ့ပုဂ္ဂိုလ်တို့အတွက်အနည်းဆုံးဓမ္မက်လောက်တစ်ဖို့လောက်ရလိုက်မယ်ဆိုရင်လည်းပဲဘဝသံတရာဟာအကန့်အသတ်ရသွားပြီဓမ္မက်လောက်တစ်ဖို့လောက်ရလိုက်ရင်ဘဝသံတရာဟာအကန့်အသတ်ဖြစ်သွားဓမ္မက်လောက်တစ်ဖို့လောက်ဆိုတော့ဓမ္မက်တစ်ဖို့ဆိုကြကိုကဘုန်းကြီးတို့ပရိသတ်သိပါပြီသောတာပတိမဲ့ဖို့ကိုပြောပါတယ်ဓမ္မက်တစ်ဖို့ဆိုပြီးတော့သဂရဂါမိမဲ့ဖို့လားအနာဂါမိမဲ့ဖို့လားအရဟတမဲ့ဖို့လားလို့အထက်မဲ့ဖို့ကိုကြော်ပြီးတော့ဘာမှစဉ်းစားခွင့်မရှိပါဘူး။ဘာကြောင့်လဲသောတာပတိမဲ့ဖို့ကိုမရရင်သဂရဂါမိအနာဂါမိအရဟတဆိုတဲ့အထက်မဲ့ဖို့တို့ကိုမရယူဧကံဖြစ်ပါဘုရားဓမ္မက်တစ်ဖို့လို့ဆိုလိုက်တဲ့စကားဟာသောတာပတိမဲ့ဖို့ကိုရည်ညွှန်းပါတယ်ဒီဝရမြတ်စွာသာသနာတော်မှာရဟတပုဂ္ဂိုလ်တခါတည်းပေါက်ကြရင်တော့ဘဝသန္တရာခရီးဆုံးသွားကြမယ်ဘဝသန္တရာခရီးမဆုံးသေးဘူးဆိုလို့ရှိရင်ဘဝသန္တရာကိုအကန့်အသတ်ပြုထားဖို့ကောင်းနေပေါ့တို့ဘဝသန္တရာဘလောက်ပဲကျင်လီတော့မယ်လို့အကန့်အသတ်လုပ်ထားဖို့ကောင်းတယ်အဲဒီဘဝသန္တရာအနာဂတ်မှာဘလောက်ကျင်လီမယ်ဘယ်နှကဘာကျင်လီမယ်ဆိုတာကိုအကန့်အသတ်ဘယ်လိုလုပ်မလဲလို့ဆိုရင်ဘုန်းကြီးတို့ပရိသတ်ကြီးဓမ္မက်တဖို့ကိုရအောင်ယူတဲ့ဓမ္မက်တဖို့ကိုရအောင်ယူဘဝသန္တရာဟာအကန့်အသတ်ဖြစ်သွားပြီပထမမဲ့ဖို့သူရောက်ပြီဆိုရင်ထိုဘက်ကိုဒီဘဝသန္တရာဟာကန့်သတ်ပြီးသားဖြစ်သွားပြီဘလောက်သာကျင်လီရတော့မယ်ဆိုတာသူကအတိုင်းတာပြီးသားဒါနဲ့မပိုဘူးရော့လည်းမရော့ငရော့ကျင်တော့ရော့မယ်ပိုတော့မပိုဘူးသောတာပန်မျိုးစံများစွာထဲမှာသတ္တကတုပရမသောတာပန်ဆိုတဲ့သောတာပန်မျိုးဟာသန္တရာဝတ်မှာပျော်မွေ့တဲ့သောတာပန်တစ်မျိုးဖြစ်ပါတယ်သန္တရာဝတ်ထဲမှာပျော်တတ်တဲ့ဒုသောတာပန်မျိုးကိုဘုန်းကြီးတို့ဇာတိကဝတ္တာဘိရတသောတာပန်မျိုးလို့ဒီလိုခေါ်ပါတယ်သန္တရာဝတ်မှာပျော်တယ်တဲ့မဲ့ဖို့တော့စိုက်တယ်သို့တော်လည်းပဲသန္တရာထဲမှာသူတို့ပျော်သေးတယ်ဒီလိုဘုန်းကြီးတို့ကျမ်းဂန်စာပေမှာမှတ်တမ်းတင်ပြီးတော့ပြထားတာကသန္တရာဝတ်မှာအလွန်ပျော်ကြတဲ့ဒုသောတာပန်တွေဟာဘယ်လိုပုဂ္ဂိုလ်တွေများလဲလို့ဆိုခဲ့ရင်တရားမင်းကြီးတို့ဝိသကာတို့အနာတပိန်တို့သုံးပါးဝါဒကောလိယဒီတာတို့လို့ဒီလိုအမျိုးကောင်းသားတွေမျိုးကောင်းသမီးတွေဟာဘာဒပါတိမဲ့ဘုကိုရောက်တော့ရောက်ကြတယ်ဒါပေမဲ့လည်းဘဝသန္တရာကမြန်မြန်ကြီးထွက်ခြင်းတည်းဆိုတဲ့နိခမိဇာတယတိတို့သူတော်စင်တို့ရဲ့တဏ္ဍာမှာမကိန်းသေးဘူးတန္တရာထဲမှာပြောခြင်းသေးတယ်ဆိုတဲ့စိတ်ပဲရှိပါဘုန်းကြီးတို့ဟောတာပြီးဖြစ်တဲ့သုဘဝါဒသုတ်တံကိုပြန်ပြီးတော့ဘုန်းကြီးတို့ပရိသတ်စဉ်းစားကြည့်ပါသုဘဝါဒကောလိယတိတာရှင်သေဝလိသတို့သားကို9နှစ်9ရက်လွယ်ပြီးတော့9နှစ်လွယ်ပြီးတော့သဘဝက9ရက်ပင်မပြီးတော့မှသတို့သားဖွာလာတော့ ဘ
ဘုရားမူကြီးတဲ့သံဃာတော်တို့အိမ်ပင်းပြီးတော့ဆွမ်းကတ်တဲ့အခါအဲ့ဒီမှာမေးကြည့်တယ်ရှင်သာရိပုတ္တရာကခေါင်းနဲ့ကိုယ်လွယ်ပြီးတော့သဗ္ဗဝကံ9ရက်ပန်းတဲ့ဒီလိုသားမျိုးကိုနမတော်ကောလိယဒီတာသည်နောက်ထပ်များရခြင်းသေးသလားလို့မေးကြည့်တယ်အဲ့တော့ကောလိယဒီတာကမပြောတယ်လေဒီလိုသားမျိုးကိုရမယ်ဆိုရင်နောက်တော့9ယောက်လောက်သူရလိုက်ခြင်းသေးတယ်လို့ဒီလိုလျှောက်ဖို့ပါတယ်အဲ့ဒါဘုသူစကားလေးလို့ဆိုလို့ရှိရင်သောတာပန်အမျိုးသမီးရဲ့စကားဖြစ်ပါတယ်ဒီလိုသားမျိုးကိုနောက်တော့9ယောက်လောက်ရခြင်းသေးတယ်တဲ့ဒီလိုလျှောက်တယ်အဲ့ဒါကောလိယဒီတာသည်သောတာပန်ဖြစ်တဲ့သောတာပန်ရဲ့လျှောက်ကြားချက်ဝိသခါတို့ကြတော့လေကြည်အောင်ပေါ့သာသမီ20မီလေးရမြစ်ရှိတောင်းတဲ့အလွန်တရာသာရသမီတွေမြည်တင်မြစ်တင်နဲ့အချမ်းယံပရိသတ်တွေစီကားတဲ့ဝိသခါရဲ့မီလေးရတဲ့ကမီတယောက်သေးတော့ဘုရားကိုယ်တော်မြတ်ကဝိသခါကိုဆုံးမတဲ့စကားရှိတယ်ဒကမကြီးမြည်ပဲ2ယောက်ရှိတယ်လေ400ပါဘုရားအခုပဲ2ယောက်သေးတယ်လေ1ယောက်သေးပါပြီဘုရားဓမ္မကြီးရှိတို့ကပြောမှုတယ်မဟုတ်လားကြောင့်အမသာဝတိတစ်မျိုးလုံးရှိတယ်လူတွေအကုန်လုံးကိုယ်သားကိုယ်သမီးကိုမြည်ကိုမြေကြီးအလုံးဖြစ်ခြင်းနဲ့8420ရထားတာဂျင်းနဲ့မလားလို့ဆိုတော့မဂျင်းနဲ့ဘူးတဲ့တစ်မျိုးလုံးရှိတဲ့လူတွေအကုန်လုံးသာသမီမိမိကြီးဖြစ်ခြင်းတယ်လို့ဝိသခါတော့ဒီလိုလျှောက်ခဲ့ဘူးတဲ့အခုမိတယောက်သေးတော့ဝိသခါငိုလိုက်တာဘာမှချောလို့မရဘူးအဲ့ဒါသောတာပန်ရဲ့သန္တရာဝံမှာပြိုခြင်းကြောင့်ဖြစ်ရတဲ့ဒုက္ခကောလိယဒီတာတို့လည်းပဲဒီလိုပဲသန္တရာဝံမှာပြိုတဲ့အတွက်ကြောင့်ဖြစ်ရတဲ့ဒုက္ခဟာသားတယောက်ကို9နှစ်လောကိုဝန်လွယ်ခဲ့ရတယ်အနာတပင်အကြောင်းတကားတို့လည်းဒီတိုင်းပဲသာသမီမိမြစ်တင်းတဲ့ဇီဝဥစ္စာတွေနဲ့အလွန်ပျော်ခဲ့ဒါဝရိလာသတုမာရိနတ်နေရောအုပ်ချုပ်တဲ့တရားမင်းကြီးလဲအရာရှင်ကိုရောမြတ်တန်ဆင်းပြီးတော့တရားနာသူ့ရဲ့အာယုသင်္ခါရကုန်ပြီးနတ်တဲ့ကျွေလူပြီဆိုပြီးတော့ဆင်းတရားနာအဲ့ဒီတရားနာရဟာတကယ်ဆိုအမှန်တရားဟုတ်ကလွတ်ချင်လို့နာတာမျိုးမဟုတ်ဘူးတဲ့ဘာဖြစ်လို့နာသလဲလို့ဆိုတော့ဘုမရှိနေတဲ့ဝေဇယန္တနံပြတ်သက်ကြီးနေတဲ့ကွာဝေဇယန္တနံပြတ်သက်ကြီးတဲ့မှာလောင်ပြီးတော့ထားတဲ့နေဂရီ9သန်းရှိတဲ့နတ်သမီးငယ်တွေရဲ့သူဓမ္မသူစိတ်ဓာသူနန္ဒာသူဇာတာဆိုတဲ့နတ်မိဖုရားကြီး4ယောက်ရဲ့အဲ့ဒီနတ်စည်းစိမ်တွေကိုစွန့်လွတ်ရမှာဆိုလို့တဲ့သောကအကြီးကျယ်ရောက်ပြီးတော့နတ်ပြည်ပြန်ဖြစ်အောင်ငါဘယ်လိုများလုပ်ရမလဲလို့စဉ်းစားပြီးတော့ဘုရားရှင်ထံပေါက်သွားရောက်ပြီးတော့တရားနာခဲ့တယ်တရားလည်းဆုံးရောတရားမဆုံးဘူးလေတက္ကပညာသုတ်တံတဝက်ကျိုးပေါ့ဝေဒနာနုပဒနာရဲ့အဆုံးမှာတရားသောတာပန်ဖြစ်လို့သောတာပန်ဖြစ်လေပြီးရောတရားခန္ဓာအဟောင်းဆုံးပြီးတော့အသက်ကိုချက်ချင်းပြန်ရတယ်ဆိုလိုတာကတရားနာရင်တရားမင်းကြီးသိပြီးတော့ချက်ချင်းအသက်ပြန်ဖြစ်သွားတယ်မဆုံးသေးတဲ့တရားကိုဆက်လက်၍နောက်ဘဝတစ်ခုနဲ့နာတယ်ရှေ့ပိုင်းကတက္ကပညာသုတ်တံရဲ့ရှေ့တစ်ပိုင်းကိုပုထုဇဉ်တရားအိုဘဝနဲ့နာတယ်တက္ကပညာသုတ်တံရဲ့နောက်တစ်ပိုင်းကိုသောတာပန်တရားအသိဘဝနဲ့နာတယ်တရားတစ်ပုဒ်ထဲ2ဘဝတစ်ဆက်ထဲနာတာတရားမင်းထူးဆန်းတယ်အဲ့ဒီမှာကတော့မှတ်ချက်ပါပြီတော့ဆိုတော့တရားမင်းဘာကြောင့်တရားနာသလဲလို့ဆိုတော့သေပြီးကြောက်တယ်ဆိုတာတဲ့သူစည်းစိမ်နေခွဲရမှာဆိုလို့တဲ့အဲ့ဒါကြောင့်ဆင်းပြီးတော့တရားနာတာဒါကြောင့်ဒီကဲ့သို့သောသောတာပန်မျိုးတွေကိုဘာခေါ်တယ်လဲဆိုတော့သံသနာဝတ္တမှာပျော်မွေ့ကြတဲ့အတွက်ကြောင့်ဝတ္တပိရတသောတာပန်လို့ခေါ်ပါရဲ့သံသနာဝမှာအလုံးပျော်ကြတဲ့ဇီဝဥစ္စာတွေနဲ့ဇနီးမယားသမီးသားတွေနဲ့ပျော်ကြလို့သူတို့တွေကိုဝတ္တပိရတသောတာပန်မျိုးခေါ်ရဲ့အဲ့ဒီသံသနာဝမှာအလုံးပျော်ကြတဲ့ဝတ္တပိရတသောတာပန်မျိုးတွေဟာလူပြည်နဲ့နတ်ပြည်တဲ့ဒီကာမသုဂတိမှာအစုံအစံ9ခြင်းကျက်စားပြီးတော့ဒီလူပြည်နဲ့နတ်ပြည်မှာပဲသူတို့ဘာဖြစ်ကြမလဲလို့ဆိုတော့အနာဂါမိမဲ့ဖို့သို့ရောက်ကြမယ်9ခြင်းစုံစံသွားရင်နဲ့အနာဂါမိမဲ့ဖို့သို့ရောက်ကြတတ္တိယမဲ့ဖို့
ဓာတိယမေဖို့ဆိုတဲ့အနာဂါမိမေဖို့တို့ရောက်ပြီးတော့ဒုပုဂ္ဂိုလ်တွေဘယ်သွားကြမလဲလို့ဆိုတော့သုဒ္ဓဝါဒဗြဟ္မဘုံတက်ကြမှာသုဒ္ဓဝါဒ၅ဘုံလဲသူတို့တွေကအစဉ်တိုင်းပဲတက်ကြမှာမကြော်ဘူးမကြော်အာဝိဟာအတ္တဘသုဒ္ဓသာသုဒ္ဓတိအကနိဋ္ဌာဆိုတဲ့သုဒ္ဓဝါဒ၅ဘုံကိုသူတို့တွေအစဉ်တိုင်းတက်ကြမယ်သောဘဝသာကောလိယတိတာယဝိသကာယအနာတပိယနတ်တို့သနှင့်သဇာမင်းရဲ့နတ်ပြည်6တာစုံစံ9ကြိမ်ကျင်းလီကျဲစားပြီးတော့သုဒ္ဓဝါဒဗြဟ္မပြီး9ဌာနအစဉ်တိုင်းတက်ပြီးတဲ့အခါကျတော့မှအထက်ဆုံးဖြစ်တဲ့သုဒ္ဓဝါဒဘုံလို့ဆိုရတဲ့အကနိဋ္ဌာဗြဟ္မဘုံတို့ရောက်တဲ့အခါအရဟတဘုပေါယဟန္တာဖြစ်ရောက်ပြီးတော့မှနိဗ္ဗာန်ရှိပြီးသူတို့ဝင်ဆံကြမယ်တဲ့ဒီတော့တရားမင်းကဒီကနေ့တာဝရိနာမှာပဲရှိပါသေးတယ်အနာရဘင်ကတော့ဒီကနေ့တုတ်တိတာမှာရှိတယ်ဝိသခာတဲ့သာသမီမြင်းမြေ8420နဲ့အာမယတစ်မျိုးလုံးသာသမီကြီးဖြစ်ပလိုက်ရှင်တယ်ဆိုတော့ဝိသခာတို့ကတော့နေမနရတိမှာဒီကနေ့ရှိပါသေးတယ်သောဘဝသာကောလိယဒီတာတို့လေးပဲတာဝရိနာနပြည်မှာပဲရှိပါသေးတယ်အဲ့တော့သူတို့ဟာသုဒ္ဓဝါဒဗြဟ္မပြည်9ဘုံကိုအစေတိုင်းတည်ပြီးတော့အကနိဋ္ဌဗြဟ္မပြည်ရောက်မှနိဗ္ဗာန်ဝင်တော့ဘလောက်ကြာမလဲတဲ့ဘဝသန္တရာမှာမရမယ်အလုံးပေါင်းပြီးတော့တစ်ချက်တည်းမှလိုက်ပါကဘာ3100ကြာကြမယ်လူပြည်နတ်ပြည်9ခေါက်ဆုံးစံသွားသုဒ္ဓဝါဒ9ဘုံကိုသိအောင်အစဉ်တိုင်းအစဉ်နဲ့ဘုံစဉ်စံစားပြီးတော့တက်လိုက်ကြတာအကနိဋ္ဌရောက်တော့ယဟန္တာဖြစ်လို့နိဗ္ဗာန်ဝင်ကဘာပေါင်း3100အဲ့ဒါသန္တရာမှာအကျဉ်းဆုံးဖြစ်တဲ့သောတာပန်မျိုးရဲ့သန္တရာအပိုင်းအခြားဖြစ်ပါတယ်ဒီတော့ဘုန်းကြီးတို့ပရိသတ်ပေါင်းသူတော်ကောင်းတို့ဒီဘုရားမြတ်စွာသာသနာမှာရတ္တမေရတ္တဖို့ရောက်လို့နိဗ္ဗာန်ဝင်နိုင်ကြရင်တော့အကောင်းဆုံးပဲဒီဘုရားမြတ်စွာသာသနာတော်ထဲမှာနိဗ္ဗာန်သို့မဝင်စားနိုင်ကြသေးဘူးဆိုလို့ရှိရင်ပရိနိဗ္ဗာန်မပြုနိုင်ကြသေးဘူးဆိုလို့ရှိရင်အ ਨੇ ဆုံးပေါ့လေယခုနကပြောတဲ့ဝတ္တပိရတသောတာပန်သန္တရာဝမှာပျော်မွေ့တဲ့တတ္တကတုပရမသောတာပန်မျိုးလောက်ဖြစ်လိုက်မယ်ဆိုရင်မနှဲကြပါဘူးဘုန်းကြီးတို့ပရိသတ်များဘာဖြစ်လို့ပြောသလဲဘဝသန္တရာသူတို့အကန့်အသတ်ရသွားပြီတဲ့သန္တရာကိုသူတို့ကဘာ3000နဲ့ပို့ပြီးတော့မကျင်လီတော့ဘူးအဲဒါကြောင့်ဘုန်းကြီးတို့တိုက်တွန်းလိုတာကဘုရားမြတ်စွာသာသနာတော်မှာရတ္တမေရတ္တဘုသို့ဒီဘဝမှာပဲရောက်အောင်ချင်းချမ်းကျိုးကိုအာမတုံနိုင်ကြဘူးပါဆိုရင်တော့ဒီဘုရားမြတ်စွာသာသနာကွယ်ပြီးတဲ့အခါအရိမတယဘုရားရှင်ကိုယ်တော်မြတ်ရဲ့သာသနာတော်ကိုဘုန်းကြီးတို့ပြိဿဘယ်ကနေသိကြပါဦးတဲ့ဘယ်လိုလုပ်စောင့်မလဲစဉ်းစားကြည့်ကြပါဒီဘုရားသာသနာတော်ထဲမှာတမဲ့တဖို့လောက်မရလိုက်ဘူးဆိုရင်အရိမတယဘုရားသာသနာတော်ကိုဘယ်ဘဝကနေသိကြဖို့ဖြစ်အောင်ဘယ်လိုလုပ်စောင့်မလဲဆိုတာကိုစဉ်းစားကြည့်ပါဘုန်းကြီးတို့အဲ့ဒါစဉ်းစားကြည့်နေတယ်အေးဘယ်ကနေစောင့်ရကောင်းမလဲတမဲလောက်တပူလောက်ရထားပြီဆိုလို့ရှိရင်ဘုန်းကြီးတို့ပရိသတ်နတ်ပြည်ကစောင့်လို့ဖြစ်တယ်အေးဗြဟ္မာပြည်ကလည်းစောင့်လို့ဖြစ်တယ်ပေါ့တမဲလောက်တပူလောက်မရလိုက်သေးဘူးဆိုတဲ့ပုဂ္ဂိုလ်တို့ကအရိမတယမြတ်စွာဘုရားသာသနာကိုလှမ်းပြီးတော့ဘူးတွေ့ရဖို့အရိမတယဘုရားရှင်ကိုယ်တော်မြတ်ရဲ့ခြေရင်းမှာတရားနာရဖို့ဆိုတာမသိကြဘူးဆိုတာကိုဘုန်းကြီးတို့ပရိသတ်စဉ်းစားရမယ်ဒါကြောင့်ဟိုရက်ကန်းသည်ဝတ္ထုလို့ဆိုရတဲ့ဘုန်းကြီးတို့ဟောထားခဲ့တဲ့မုနိသုတ်တံဒေသနာတော်မှာရက်ကန်းသည်အမျိုးသမီးကိုဘုရားရှင်ကိုယ်တော်မြတ်ကကုတော်အာခိသတိကုမာရိကေခြေသမီးတွင်သင်သည်ကုတော်ဘုရားကအာခိသတိလာခဲ့လေသနီခြေသမီးသင်သည်ဘုရားကလာခဲ့သလဲမေခွန်းတစ်ခုကုဟိံကမိတတိကုမာရိကေခြေသမီးတွင်သင်သည်ကုဟိံဘယ်ရသောကမိတတိသွားမည်နီခြေသမီးသင်သည်ဘယ်ရသွားမလဲသာနာတိကုမာရိကေခြေသမီးသင်သည်သိပါရဲ့လားနာဇာနာတိကုမာရိကေခြေသမီးသင်မသိပြီလောလို့မေခွန်း၄ခုမေးခဲ့တယ်ကုတော်အာခိသတိကုမာရိကေခြေသမီးသင်သည်ဘယ်ဘဝကလာခဲ့သလဲဆိုတဲ့အမေကို
နာဇာနာမိဗန္တိတပိတော်များဘယ်ဘဝကလမ်းမလည်းမသိကြောင်းပါဗျာဖြေထားတယ်ဘယ်ဘဝကလာခဲ့မှမသိပါဘုန်းကြီးတို့ပြိဿမေးကြည့်ဖြေကြည့်အဲ့ဒီအမေးဟာဖြေမထွက်ဘူးအလွန်ရှိလျာတဲ့ဘဝတန်တရာကြီးတလျှောက်လုံးတို့ဘယ်လိုတွေဖြစ်ပြီးတော့ဘယ်လိုတွေကျင်လီခဲ့ပြီးတော့ယခုဂေါရမဘုရားသာသနာတော်ရဲ့ကိုလူဖြစ်ပြီးတော့ရောက်လာတာဘယ်ကနေများကူးလာတာလဲဆိုတာဘုန်းကြီးတို့ပြိဿမင်းလို့မရဘူးအဖြေမထွက်ဘူးအဖြေထွက်ပါမလားထွက်ပါမလားဘယ်ဘဝကလာသလဲကိုမေးကြည့်အဖြေရလားကိုမေးလို့မရလို့ရှိရင်အကြအမြင်ပေါက်တဲ့ပုဂ္ဂိုလ်တွေကိုကောမေးကြည့်ပါအောင်ကျုပ်ဘယ်ဘဝကလာသလဲခမရဟောစမ်းဆိုအကြအမြင်ဆရာတွေလည်းဟောနိုင်ပါဟောနိုင်ဘူးဘုန်းကြီးတို့ပြိဿကြီးယထာကံမှုဘကဉာဏ်တို့ဒိဗ္ဗစကုအဘိညာဉ်တို့ကိုမရရင်ဒါမျိုးမဟောနိုင်ကြဘူး